Hello, morning ba thì mà nó đã không ai mẹ ấy nấu đấy ấy nấu như nào làm một tay à thì nhà ấy thì bí này cái xí này lấy về bỏ nó thêm đi rồi ấy ta mới nào thì cha thì này cái xí này lấy ấy ta phá mà mình lên thì mà chị nó rất cổ lạ bẹt à mình này ấy mua lên này giờ của chị thì mà chị ta gì à đi cái này nu nhẹ ít sợ này à bé ví dụ như nó được you know what ဆိုရင်ညကမျက်နှာမတစ်ဖက်နဲ့ပေါ့နော်ဒီလိုမျိုးမလုပ်ရဘာလို့လဲဆိုတော့မျက်နှာရည်ပြောရမှာဆိုရင်6တွေ့ပြီးတော့လေအမဲဆက်တွေပလက်ပွားတင်းတွေပလက်ပွားနဲ့လေအဲ့တော့အသားရေကောင်းခြင်းနဲ့ဆိုလို့ရင်မနက်မိုးလင်းလို့ပေါ့နော်မျက်နှာမတစ်ခင်ကိုရေကိုအဝါတော့အင်းတခုတရေတောက်ပြီးသွားပြီပေါ့နော်ရေကိုအဝါတော့ရေတောက်ပြီးတော့လေအင်းတော့အေးဝါအိတ်စိတ်ပီစီတန်တွေလဲ short ချပေးပြီးလို့ရင်ကိုယ့်ဘက်ကလည်း skin care ကိုတေချာတော့အင်းတော့ဒီလိုမနက်မိုးလင်းပြီဆိုလို့မျက်နှာတေချာတင်ပြီးလို့ရင်ကိုသုံးနေကြ skin care အဆင့်နေရှင်တော့အင်းကတော့အဆင့်နေတိတ်မရှိဘူးပေါ့နော် vinegar စီတန်သုံးတယ်ပြီးလို့ရင်နေကြောင်ကဆန်ခွင့်လိမ့်တယ်ဒီလောက်ဖဲညာအိပ်ရောက်ရင်ကနေပြီဆိုလို့မျက်နှာတေချာတက်တယ် vinegar စီတန်လိမ့်တယ်ဒီလိုမျိုးလေးနဲ့အင်းကထွိုင်းလာတဲ့ချိန်မှာဒီလိုသားရရှိလာတာတကယ်လို့ကိုကပေါ့နော်အဆင့်နေအများကြီးသုံးနေတယ်ဆိုလို့သုံးရတယ်အမှမဖြစ်ဘူးပေါ့နော်ကိုကမသုံးချင်ဘူးဒီခုတက်တာကျင်နေဆိုရင်တော့အင်းကတော့ဗီနဂါစီတန်နဲ့ညကဆန်းနေရှိကျင်နေပြီဒါကတော့မနေ့ခင်အိယာထိုင်အလားပါကဲကိုရဲ့မျက်နှာသားကြီးကောင်းခြင်းလို့ပဲဖြစ်ဖြစ်မျက်နှာမှာရှိတဲ့ဒီတင်းတိတ်တွေအများဆိုတက်လို့ပါဖြစ်မြတ်တို့က skin care လည်းသုံးပေးမယ်အစားတောက်လေးလည်းဆင်ခြင်ပေးမယ်အနေထိုင်လေးလည်းဆင်ခြင်ပေးမယ်ဆိုလို့ရင်ကိုရဲ့သားကြီးကအချိန်လေးတစ်ခုပေးသူ့သားကြီးထူကြလာလိမ့်မယ်နော်